အော်ဘာလို့နဲ့နှစ်သက်တောင်ရောက်လာပြီတနေ့ဆိုရဲ့အချိန်ကတကယ်မြန်လိုက်တာညီမလေးကျောင်းသွားချိန်နေပြီမြန်လို့ အော်ဟုတ်ပါလာပြီဒီနေ့မှာကြောင်းကြီးလဲအေးချမ်းပါစေတစ်မိတ်လေးတွေလည်းပို့ပြီးစိတ်လန်းပါစေဆရာမမင်္ဂလာပါနေ့တက်မှာပြောချင်ချင်ပါစေ ကျေးဇူးပါသမီးလေးလေးပညာရေးမှာထူးချွန်ပြီးတော့ပျော်ရွှင်တဲ့နှစ်တင်လေးဖြစ်ပါစေနော် Happy New Year guys Happy New Year အော်ရင်ငါ့ကိုလေးနေ့တက်ကူမှန်တရားလေးရေးပေးပါဦး ဆက်နေပါရေးတာလေ ငါကတော့နှစ်ထက်မှာပို့ပြရှင်ပါစေလို့စတောင်းခဲ့တယ်တကယ် ငါကတော့ဒီနေ့မုတ်တွေအများကြီးကိုစားပါစေလေ ကောင်းနေတာတကယ် ကဲအားလုံးပဲဝိရှိကုန်လုံးပြည့်ပါစေနော် ရော့တငယ်ချင်းနှစ်တက်ကူမှန်တရားလက်စားရအနောက်လေးကိုလည်းပြေးလိုက်ပါဦးမိနေလို့အခုကြည့်နေတဲ့ဒီလိုလည်းစတောင်းစကားပြောပြရအောင်မိဟောင်းကအတွေ့အကြုံတွေဟာ နှစ်သက်အတွက်ခွန်အားတွေပါ လူငယ်ចောင်းသားမိဘဆရာအာရုံလက် နှစ်တက်မှာခွန်အားတက်တွေနဲ့အတူတူ ဂျီမန်းထားတဲ့ပန်းနိုင်တီတီကိုရောက်လန်းနိုင်ကြပါစေလို့ ဆုမတောင်းလိုက်ပါတယ်